အားလုံးပဲမင်္ဂလာနှစ်တဲ့မနက်ခင်းလေးပါခင်ဗျကျွန်တော်အခုဆိုရင်တော့ကျွန်တော်ပေချင်းကိုပြန်ရောက်ပါပြီခင်ဗျဒီနေ့ရာဆိုရင်တော့ကျွန်တော်တို့နှစ်တဲ့ဇန်နဝါရီ2ရက်နေ့ဖြစ်ပါတယ်ခင်ဗျဒီနေ့ဟာကျွန်တော်ဘယ်သွားမလဲဆိုတော့ကျွန်တော်ပေချင်းမှာရှိရဲ့ Palace ပေချင်းကုကုန်းကိုကျွန်တော်သွားမှာဖြစ်ပါတယ်ခင်ဗျအဓိကကတော့ကျွန်တော်တနေချင်းမွန်ဂိုလီယန်သူတို့နိုင်ငံမွန်ဂိုလီးယားကနေသူတနေချင်း2ယောက်လာတာဖြစ်တဲ့အတွက်ကြောင့်ပေချင်းကိုလာလေရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့သူ့ကိုသူတို့ကိုပေချင်းမှာရှိရဲ့အထင်ကနေရာလေးတွေကိုကျွန်တော်ခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျโอเคကျွန်တော်တို့အခုချိန်ဆိုရင်အားဖြင့်ကျွန်တော်တို့နှစ်တစ်ကာလဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဧည့်သည်တွေအရန်များပါတယ်ခင်ဗျကျွန်တော်တို့ local တရုတ်လူမျိုးတွေရှိတဲ့အပြင်ကျွန်တော်တို့နိုင်ငံတကာခီးတွားဧည့်သည်တွေလည်းအများအပြားရှိပါတယ်ခင်ဗျများသောအားဖြင့်ဆိုရင်ကျွန်တော် Europe ASEAN နိုင်ငံကဧည့်သည်တွေလာတာများပါတယ်ခင်ဗျကျွန်တော်အခုဆိုရင်တော့ကျွန်တော် subway စီးပြီးတော့ကျွန်တော် subway ကနေထွက်လာတာဖြစ်ပါတယ်ခင်ဗျဘလို့ပဲလူဘလို့ပဲဧည့်သည်တွေဘလို့ပဲများကျွန်တော်တို့ဒီမွန်ဂိုလီးယားတနေချင်းနှစ်ယောက်ကိုတော့ကျွန်တော်တို့ဒီပေချင်းမြို့မှာအထင်ကရနေရာလေးကိုကျွန်တော်တန်တိုင်ဆုံးကျွန်တော်ခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်အခုလက်ရှိတွေ့နေရတာကတော့ကျွန်တော်ဒါပင်းဟူးလူဖြစ်ပါခင်ဗျကျွန်တော်အေးရဲ့ data တွေမှာကျွန်တော်တို့ဒီအသီးလေးကိုကျွန်တော်တို့တကြားနဲ့ကျွန်တော်တို့ကော်ရီကပ်ပြီးတော့ရောင်းတဲ့ဟာမျိုးဖြစ်ပါတယ်ခင်ဗျโอเคကျွန်တော်အခုလက်ရှိပေချင်းရဲ့ weather အခြေအနေပြောရမယ်ဆိုရင်အပြင်ကျွန်တော်အရန်အေးပါတယ်ခင်ဗျအကယ်၍အပြင်က visitor အပြင်ကဧည့်သည်ကျွန်တော်တို့ပေချင်းကိုလာလဲမယ်ဆိုရင်တော့ဒီကာလမှာလာလဲမယ်ဆိုရင်တော့ကျွန်တော်တို့နှွေးတဲ့များလေးကိုကျွန်တော်ယူဆောင်တင်ပါတယ်ခင်ဗျကျွန်တော်တို့အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ကဒီမှာနေရာကြာပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီရဲ့ weather အနေထားကိုကျွန်တော်တို့ကောင်းကောင်းကြီးလက်ခံလို့ရတဲ့အနေထားတစ်ခုရောက်ခဲ့ပါပြီခင်ဗျကျွန်တော်တို့အခုဒီကျွန်တော်တို့ဘေးပတ်လည်မှာကျွန်တော်တို့အမျိုးသမီးလေးကျွန်တော်တို့ဒီရဲ့နန်းတွင်းဝတ်စားလေးဝတ်ဆင်ပြီးတော့ကျွန်တော်တို့ဓာတ်ပုံရိုက်နေရဖြစ်ပါတယ်ခင်ဗျကျွန်တော်လည်းအားကြမခံသူတို့နဲ့အတူကြံရိုက်မှာဖြစ်ပါတယ်ခင်ဗျ可以怎么拍呀就这么这样我给你们拍吗对给你们所有人给我们拍那我没有道具呀给你我没有道具，您的道具帮你自己选记得 P 哦，记得 P 一下。好啊。是的。ဒါကတော့ကျွန်တော်တို့နန်းတွင်းသားမဝင်ခင်အပြင်ပတ်လန်းတလန်းဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့နန်းတွင်းသားဆိုရင်တော့ကျွန်တော်တို့အနည်းဆုံး4-5မိနစ်လောက်ကျွန်တော်တို့လမ်းလျှောက်ပြီးရင်တော့ကျွန်တော်ရောက်ပါတယ်ခင်ဗျမရောက်ခင်မှာလဲကျွန်တော်တို့နောက်ထပ်လက်မှတ်ဝယ်ရတဲ့နေရာတစ်ခုရှိပါတယ်ခင်ဗျအစင်စင် security ဖြတ်ပြီးမှကျွန်တော်တို့နန်းတွင်းသားဝင်ခွင့်ရတာပါခင်ဗျ漂亮ကျွန်တော်တို့အခုမြင်တွေ့နေရတဲ့အမျိုးသားအမျိုးသမီးလေးကျွန်တော်တို့ဒီနန်းတွင်းဝစ်စုံဝစ်စားလေးဝစ်စင်လေးရာကျွန်တော်တွေ့ရပါတယ်ခင်ဗျကျွန်တော်တို့ဝစ်စုံဝစ်စားလည်းကျွန်တော်ငှားလို့ရပါတယ်ခင်ဗျငှားလို့ရတယ်လို့ငှားပြီးတော့ဝစ်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ဖိုတိုဓာတ်ပုံရိုက်လို့ရတယ်လို့ကျွန်တော်တို့ဒါမှမဟုတ်သူတို့စီစဉ်ပေးတဲ့အတိုင်း photographer နဲ့လည်းကျွန်တော်တို့ဝစ်စုံဝစ်ပြီးဓာတ်ပုံ view ကောင်းတဲ့နေရာလေးကျွန်တော်ရိုက်လို့ရပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့ဒီနန်းတွင်းသားမဝင်ခင်အပြင်မှာကျွန်တော်တို့ဆိုင်တွေရှိပါတယ်ခင်ဗျအဲ့ဆိုင်တွေမှာကျွန်တော်ဈေးနှုန်းလဲအကုန်အစားစားရှိပါတယ်ခင်ဗျကျွန်တော် make up ပိုပါပိုညာပိုဝစ်စုံအစားစားကျွန်တော်တို့ကိုကြိုက်လို့စိတ်ကြိုက်ရွေးချယ်ခွင့်ရှိပါတယ်ခင်ဗျကျွန်တော်တို့အခုလက်ရှိဖြတ်ခဲ့တဲ့ဒီတကားကတော့ကျွန်တော်တို့နန်းတွင်းသားရောက်ဖို့တဖြည်းဖြည်းနီးလာပါပြီခင်ဗျဒါကတော့ကျွန်တော်အခုလက်ရှိမြင်နေရတဲ့ဒီနန်းတော့ဒီအပြင်မိုးဦးဒီဇိုင်းကတော့ကျွန်တော်အပြင်အကာရံပဲဖြစ်ပါခင်ဗျကျွန်တော်အထဲထဲတော့မရောက်သေးပါဘူးခင်ဗျကျွန်တော်တို့အရင်ဦးဆုံးကျွန်တော်တို့အရင်လက်မှတ်ဝယ်ရပါခင်ဗျလက်မှတ်ဝယ်ပြီးရင်ကျွန်တော် security ဖြတ်ပြီးမှကျွန်တော်တို့နန်းတွင်းအစင်းစင်းရောက်ပါတယ်ခင်ဗျဓာတ်ပုံရိုက်တဲ့နေရာမှာတော့မင်းသားကတော့မင်းသားဖြစ်ပါတယ်ခင်ဗျကျွန်တော်ကတော့post မျိုးစုံပေးပါတယ်
ဒါကတော့ကျွန်တော်လက်မှတ်ဝယ်တဲ့နေရာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်အခုဆိုရင်တော့လူလည်းအရန်များပါတယ်အချိန်တိုင်းတာတစ်ခုတန်းစီပြီးတဲ့နောက်မှာတော့ကျွန်တော်အလှည့်ရောက်လာပါတယ်ခင်ဗျလက်မှတ်ဝယ်တဲ့နေရာမှာလည်းကျွန်တော်တို့ကចောင်းသားဖြစ်တဲ့အတွက်ကြောင့်ចောင်းသားရဲ့ဈေးနှုန်းအတိုင်းကျွန်တော်တို့တက်တာခွင့်ရှိပါတယ်ခင်ဗျကျွန်တော်တို့အခုဘေးမှာကြားနေရတော့ရွှေရောက်တောင်ရုံမှာထားကျုပ်စသူတို့ကဒီမှာဒီကျွန်တော်တို့ tour guide လို့တလားဆိုပြီးကျွန်တော်တို့မေးတာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ကတော့ဆရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီ history နဲ့ပတ်သက်ရတာကျွန်တော်တော့မလိုပါဘူးလို့ကျွန်တော်တော့ညင်းပါတယ်ခင်ဗျOkay အခုဆိုရင်တော့ကျွန်တော်တို့နန်းတွင်နဲ့ဝင်ဖို့ ready ဖြစ်ပါပြီခင်ဗျကျွန်တော်တို့အရင်ဦးဆုံးဒီ lanes လေးတွေကျွန်တော်တို့အရင်ဖြတ်ရပါတယ်ဖြတ်ပြီးရင် security ဖြတ်ရပါတယ်ခင်ဗျကျွန်တော်တို့အခုဆိုရင်တော့ security ဖြတ်ပြီးပါပြီခင်ဗျဖြတ်ပြီးပြီဆိုရင်ကျွန်တော်တို့နောက်တနေရာချမ်းပါသေးရဲ့ခင်ဗျအဲ့ဒါကတော့ကျွန်တော်တို့ဝယ်ခဲ့တဲ့လက်မှတ်အကယ် international ဆိုရင် international ရဲ့ passport ရဲ့ကျွန်တော်ဝယ်ခဲ့လက်မှတ်အမျိုးအစားရဲ့ကျွန်တော်ဒီမှာစကန်ပြန်မျက်နှာစကန်ပြန်လုပ်ရပါတယ်ခင်ဗျအဲ့ဒါလုပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့အောင်မြင်စွာကျွန်တော်တို့ Palace နန်းတော်တဲတို့အောင်မြင်စွာရောက်ရှိလို့လာခဲ့ပါပြီခင်ဗျOkay ကျွန်တော်တို့အခုဆိုရင်တော့ပေကျင်းနန်းတွင်တဲ့လဲဝင်လာခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့တမိုင်းချောင်းလေးကိုလည်းကျွန်တော်အနည်းနဲ့အများရှင်းပြပါစေခင်ဗျသူ့ကိုကျွန်တော်တို့ပေကျင်းအနောက်မြေကုန်းနန်းတော်သို့မဟုတ်ကျွန်တော်တို့အနောက်မြေကုန်းတမိုင်းလို့ခေါ်ပါတယ်ခင်ဗျနန်းတော်အကြောင်းရဲ့အချင်းချုပ်ပြောရမယ်ဆိုရင်ကျွန်တော်ပေကျင်းရဲ့အနောက်မြေကုန်းနန်းတော်ကသူကတရုတ်နိုင်ငံပေကျင်းမြို့မှာတည်ရှိပြီးတော့ရှေးဟောင်းနန်းတော်အဆောက်အုံကြီးတစ်ခုဖြစ်ပါတယ်ခင်ဗျမင်းမျိုးဆက်ဒီမင်းမျိုးဆက်အနေထားဖြင့်ဆိုရင်တော့မင်းမျိုးမှကျွန်တော်တို့ချင်းမင်းဆက်ချင်းမျိုးတို့နှောင်းပိုင်းအထိနှစ်ပေါင်း490နှစ်ကြာတဲ့အထိကျွန်တော်တို့ဧကရာမင်းများစိုးစံရနေရာအဖြစ်အသုံးပြုခဲ့တဲ့နေရာဖြစ်ပါတယ်ခင်ဗျယခုအခါမှာတော့ကျွန်တော်တို့ပြတိုက်အဖြစ်ပြောင်းလဲထားပြီးတရုတ်နိုင်ငံယဉ်ကျေးမှုအမွေနဲ့ကမ္ဘာအမွေနဲ့နေရာအဖြစ်သတ်မှတ်ခြင်းခံထားရတဲ့နေရာတစ်ခုဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့နောက်ထပ်တမိုင်းကြောင့်ဆက်ပြောရမယ်ဆိုရင်တိဆောက်ခြင်းအပိုင်းနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့1406ကနေကျွန်တော်1420မင်းဆက်ပေါ့နော်ကျွန်တော်တို့မင်းဆက်ရဲ့တတိယမြောက်ဧကရာ就是永隆皇帝မြန်မာလိုဆိုရင်ကျွန်တော်ရုံးလုံးမင်းဆက်ဖြစ်ပါရုံးလုံးမင်းကသူက1406ခုနှစ်မှာနန်းတော်တည်ဆောက်ရန်စတင်ခဲ့တာဖြစ်ပါတယ်ခင်ဗျနန်းတော်ကိုမင်းဆက်ရဲ့မြို့တော်နန်းချင်းမှပေကျင်းတို့ပြောင်းရွှေ့စဉ်သူဗဟိုအစိုးရအဖွဲ့အာဏာအချက်ချာနေရာအဖြစ်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျ1420ခုနှစ်မှာတော့အဓိကလုပ်ငန်းများကျွန်တော်တို့ပြီးစီးခဲ့ပါတယ်ခင်ဗျโอเคကျွန်တော်နံပါတ်1အနေနဲ့ဆက်ပြောမယ်ဆိုရင်မင်းဆက်ဖြစ်ပါတယ်ခင်ဗျမင်းဆက်အားဖြင့်မင်းဆက်ကဆိုရင်ကျွန်တော်1420ကနေကျွန်တော်1644ထိဖြစ်ပါတယ်ခင်ဗျမင်းဆက်ကဧကရာ24ပါဒီနန်းတော်မှာကျွန်တော်နေထိုင်ပြီးတော့တရုတ်နိုင်ငံကိုအုပ်ချုပ်ခဲ့တာဖြစ်ပါတယ်ခင်ဗျငန်းကြီးနိုင်ငံနန်းတော်ရဲ့နိုင်ငံရေးယဉ်ကျေးမှုအုပ်ချုပ်ရေးဗဟိုအချက်အဖြစ်တည်ရှိခဲ့တဲ့ဖြစ်ပါတယ်ခင်ဗျနံပါတ်3အနေနဲ့ဆက်ပြောမယ်ဆိုရင်ကျွန်တော်တို့ချင်းမင်းဆက်ဖြစ်ပါတယ်1644ကနေ1912ခုနှစ်ထိဖြစ်ပါတယ်ခင်ဗျမင်းဆက်ပြိုလဲပြီးရဲ့နောက်မှာတော့ကျွန်တော်တို့မန်ချူချင်းမင်းဆက်ကနန်းတော်ကိုသိမ်းပိုက်ပြီးဆက်လက်အသုံးပြုခဲ့ပါတယ်ခင်ဗျချင်းမင်းဆက်ကဧကရာ10ပါဤနန်းတော်ကိုစိုးစံခဲ့ပါတယ်1919ခုနှစ်မှာတော့ကျွန်တော်တို့ချင်းမင်းဆက်ပြိုလဲပြီးနောက်မှာတော့နန်းတော်ကိုတရုတ်သမ္မတနိုင်ငံအုပ်ချုပ်ရေးဌာနအဖြစ်ဆက်လက်တည်ရှိခဲ့ပါတယ်ခင်ဗျကျွန်တော်တို့1925ခုနှစ်မှာတော့ကျွန်တော်တို့နန်းတော်ကိုအနောက်မြေကွန်းပြတိုက်အဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်ခင်ဗျ1980ခုနှစ်မှာတော့ UNESCO မှကျွန်တော်တို့ကမ္ဘာအမွေနဲ့နေရာအဖြစ်သတ်မှတ်ခဲ့ပါတယ်ခင်ဗျယခုနှစ်ကာလမှာတော့ကျွန်တော်ကမ္ဘာလက်ခီးတွားများတန်းချီ၍လာရောက်လက်ပတ်လျက်ရှိပါတယ်ခင်ဗျဘီသူကလက်ရနဲ့ကျွန်တော်အထင်ကြီးနေရာပြောရမယ်ဆိုရင်ကျွန်တော် area အားဖြင့်ဒီမြေ area အားဖြင့်ဆိုရင်80နဲ့ဟက်တာဧကအားဖြင့်ပြောရမယ်ဆိုရင်188ဧကကျယ်ဝန်းပါတယ်ခင်ဗျအဆောက်အုံပေါင်းအားဖြင့်ဆိုရင်9000ကျော်ရှိပါတယ်ခင်ဗျအခန်းပေါင်းအားဖြင့်ဆိုရင်တော့8900ကျော်ရှိပါတယ်ခင်ဗျထင်ရှားတဲ့နေရာတွေကိုပြောပါဆိုရင်ကျွန်တော်တို့
ထိုင်ဟော်ရန်ကျွန်တော်တို့တိုင်းဟိုမင်းခမ်းမဖြစ်ပါခင်ဗျဧကရက်ရဲ့နေရူးနေမြက်တွေကိုကျင်းပတဲ့နေရာဖြစ်ပါခင်ဗျနောက်တစ်ခုကနံပါတ်2အနေနဲ့ပြောမယ်ဆိုရင်ကြောက်ချင်းကုန်းကျင်းရှင်းခမ်းမမြန်မာလိုဆိုရင်ကျင်းရှင်းခမ်းမဖြစ်ပါခင်ဗျသူကဧကရက်ရဲ့နေထိုင်ရာအဆောင်တော်ဖြစ်ပါခင်ဗျနံပါတ်3အနေနဲ့ဆက်ပြောမယ်ဆိုရင်ကျင်းဆွေချောင်ဖြစ်ပါခင်ဗျကျင်းဆွေချောင်ကကျင်းဆွေတရားပေါ့နော်ခင်ဗျနန်းနဲ့ဒီနန်းတော်ရဲ့အတွင်းရှိလှပတဲ့တရား၅စင်းဖြစ်ပါခင်ဗျနံပါတ်4အနေနဲ့ဆက်ပြောမယ်ဆိုရင်ကျွန်တော်တို့တကားဝကြီး၄ခုဖြစ်ပါခင်ဗျတောင်ဘက်မှာဆိုရင်ကျွန်တော်တို့ရွှေရောင်တကားဦးမန်းအပါဝင်ဖြစ်ပါခင်ဗျရင်ကျေးမှုအရေးပါမှုအပိုင်းကျွန်တော်ဆက်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီအနောက်မြေကုန်းอ่ะဆိုရင်တရုတ်ရှေးဟောင်းဘဒုကလက်ရထူးချွန်တဲ့စံနမူနာတစ်ခုအဖြစ်တရုတ်ယဉ်ကျေးမှုရဲ့တင်ကေတာတစ်ခုအဖြစ်ကျွန်တော်ရက်တည်နေပါခင်ဗျအိန္ဒိယကိုကျွန်တော်ဒီနေရာကိုရာစုနှစ်များစွာအုပ်ဆိုးတယ်ကျွန်တော်စစ်ပွဲတွေဖြစ်တယ်ပြောင်းလဲမှုတွေဖြစ်တယ်ခစ်ဆန်းချင်းတို့ကျွန်တော်တို့ဒီအခက်ခဲကျွန်တော်တို့ပုံစံမျိုးစုံနဲ့အမျိုးမျိုးကျွန်တော်တို့ကြုံတွေ့ခဲ့ရပါတယ်ခင်ဗျကျွန်တော်အချို့အားဖြင့်ပြောရမယ်ဆိုရင်ဒီပေကျင်းအနောက်မြေကုန်းနန်းတော်ဟာဆိုရင်ကမ္ဘာပေါ်မှာအကြီးမားဆုံးနဲ့အထင်ရှားဆုံးဒီတသားတွေနဲ့ကျွန်တော်ဆောက်လုပ်ထားတဲ့တသားဘီဒုကလက်ရအဆောက်အုံဖြစ်ကျွန်တော်တို့ကြံရဲခဲ့ပြီးတရုတ်နိုင်ငံရဲ့ဂုဏ်ယူစရာရှေးဟောင်းအမွေနှစ်တစ်ခုအဖြစ်ကမ္ဘာကနေကျွန်တော်တို့အခုလက်ရှိတွာလာတိနေရဖြစ်ပါရဲ့ခင်ဗျကျွန်တော်တို့အခုဆိုရင်တော့နေကင်း lunch time ကိုရောက်ပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနန်းတွင်းနဲ့မနီးမဝေးနေရာတစ်ခုမှာရှိရဲ့ restaurant ကိုကျွန်တော်သွားစားမှာဖြစ်ပါရဲ့ခင်ဗျဒါကတော့ဒီဆိုင်ရဲ့ menu တွေဖြစ်ပါရဲ့ခင်ဗျကျွန်တော်မှာတော့ကျွန်တော်ဒီရဲ့ဦးဆုံးဒီကလီစာဦးဆုံးခေါက်ဆွဲတပွဲကျွန်တော်မှာထားတာဖြစ်ပါရဲ့ခင်ဗျကျွန်တော်အခုဆိုရင်တော့နေကင်းလှန်စားပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ကိုခေါ်ပြီးတော့ကျွန်တော်ဒီမြို့တွင်းမှာရှိတဲ့ကျွန်တော် shopping mall တွေကိုကျွန်တော် like ပတ်ကြည့်မှာဖြစ်ပါတယ်ခင်ဗျတို့လိုချင်တဲ့ပစ္စည်းလေးတွေရှိတယ်ကျွန်တော်တို့ဒီမှာဝယ်ယူသွားလို့ရပါတယ်ခင်ဗျကျွန်တော်တို့ shopping mall อ่ะဆိုရင်လူကကျွန်တော်အရန်များပါတယ်ခင်ဗျဒါကတော့ဒီမျိုးပွဲတော်ရဲ့အနေအထားတစ်ခုဆိုရင်လူကအရန်များပါတယ်ခင်ဗျကျွန်တော်တို့အခု shopping ထွက်ပြီးတဲ့အခါမှာတော့ကျွန်တော်ညနေဆောင်ပိုင်းကိုရောက်ရှိလာပြီဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့dinner စားဖို့အတွက်ကျွန်တော်တို့ဒီ restaurant ကိုကျွန်တော်တို့သွားရှာမှာဖြစ်ပါတယ်ဒီမှာအခုကျွန်တော်ရောက်ရှိတဲ့နေရာကတော့သူကနောက်တနေရာဖြစ်ပါတယ်ခင်ဗျ shopping mall အရန်လှပါတယ်ခင်ဗျကျွန်တော်တို့ American Las Vegas နဲ့ကျွန်တော်တို့တူပါတယ်ခင်ဗျဒီမှာဆိုရင်ကျွန်တော်တို့ hotel တွေရှိမယ်ကျွန်တော်တို့ shopping brand shopping ဆိုင်တွေရှိမယ်အလဲမှာအပင်တွေတစ်ပင်တွေကျွန်တော်တို့တကယ် design နဲ့ကျွန်တော်တို့တကယ် Las Vegas လိုပုံစံမျိုးကျွန်တော်တို့ design ဆွဲထားတဲ့ဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့ဒီမှာရှိရဲ့ brand တွေရောင်းတဲ့ shopping design style တွေပဲဖြစ်ပါတယ်ခင်ဗျChristmas ကာလမှာလည်းဖြစ်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာဆိုရင်တော့ကျွန်တော်တို့အပင်လေးကျွန်တော်အလားဆင်ထားတဲ့ design မီဒီလေးကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ခင်ဗျသူတို့က Korean အစားစားချင်တဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အခုဒီ shopping area ထဲမှာပဲကျွန်တော်တို့ Korean restaurant ကိုကျွန်တော်တို့တွားရှာမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကံကောင်းစွာနဲ့ကျွန်တော်တို့ Korean ဆိုင်တွေ့ခဲ့ပါတယ်ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့အကင်မျိုးစုံကျွန်တော်တို့ Korean sign design style ပဲဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့မှာထားတဲ့ဟင်းတွေပဲဖြစ်ပါတယ်ခင်ဗျ